နေပြည်တော်တက်ကုန်းရှိမြမတန်နဲ့ရုံမြင့်တန်ကြားမှာမိုဘိုင်းကွင်းဦးစီးဌာနမှစာပေနဲ့အမှုပညာမိုဘိုင်းကွင်းဥပဒေနဲ့စက်မှုဒီဇိုင်းမိုဘိုင်းကွင်းဥပဒေအကြောင်းတေကောင်းဆရာများစကားဝိုင်းဆွေးနွေးပွဲကိုဒီကနေ့မနက်ပိုင်းကရိုက်ကူးရေးဆောင်ရွက်ပါတယ်။အဆိုပါစကားဝိုင်းဆွေးနွေးပွဲမှာမိုဘိုင်းကွင်းဦးစီးဌာနမှညွှန်ကြားမှုချုပ်ဒေါက်တာမိုးမိုးသွဲစာပေနဲ့အမှုပညာမိုဘိုင်းကွင်းဌာနခွဲညွှန်ကြားမှုဒေါက်တာຫນွေရီဝင်းနဲ့စက်မှုဒီဇိုင်းမိုဘိုင်းကွင်းဌာနခွဲမှညွှန်ကြားမှုဒေါက်တာခင်စန္ဒဝင်းတို့ပါဝင်ဆွေးနွေးကြပါတယ်။2019ခုနှစ်ကစတင်ပြဋ္ဌာန်းခဲ့တဲ့ကုန်အမတ်တစိတ်မိုဘိုင်းကွင်းဥပဒေစက်မှုဒီဇိုင်းမိုဘိုင်းကွင်းဥပဒေစာပေနဲ့အမှုပညာမိုဘိုင်းကွင်းဥပဒေနဲ့တီထွေမှုမိုဘိုင်းကွင်းဥပဒေအနေနဲ့လက်ရှိမှာတရားဝင်မိုဘိုင်းကွင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများကိုလက်ခံဆောင်ရွက်နေပြီဖြစ်ပါတယ်။မိုဘိုင်းကွင်းဥပဒေများနဲ့ပတ်သက်ပြီးသိရှိထားရမယ့်အချက်များမှတ်ပုံတင်ရမယ့်နည်းလမ်းများမိုဘိုင်းကွင်းမှတ်ပုံတင်ထားသူများရဲ့ဥပဒေအရအကာအကွယ်ရရှိမှုများနဲ့အခွင့်အရေးများနဲ့ပတ်သက်ပြီးပါဝင်ဆွေးနွေးသူများရဲ့စကားသံများကိုလည်းအခုလိုကြားသိရမှာဖြစ်ပါတယ်။ဒီသတင်းကိုသတင်းတော်မက်ခင်မိုးမိုးလွင်ကသတင်းပေးပို့ထားတာဖြစ်ပါတယ်ရှင်။2019ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့မိုဘိုင်းကွင်းဥပဒေလေးရပ်ဖြစ်တဲ့ကုန်မတစိတ်မိုဘိုင်းကွင်းဥပဒေစက်မှုဒီဇိုင်းမိုဘိုင်းကွင်းဥပဒေစာပေနဲ့အမှုပညာမိုဘိုင်းကွင်းဥပဒေနဲ့တီထွေမှုမိုဘိုင်းကွင်းဥပဒေတွေကို2023ခုနှစ်အောက်တိုဘာလ31ရက်နေ့မှာဆိုလို့ရှိရင်တော့စာပေအမှုပညာမိုဘိုင်းကွင်းနဲ့စက်မှုဒီဇိုင်းမိုဘိုင်းကွင်းဥပဒေတွေကိုပြဋ္ဌာန်းကောင်ထည်ဖော်ခဲ့ပါတယ်။ဒါအပြင်ကုန်မတစိတ်မိုဘိုင်းကွင်းဥပဒေကိုတော့2023ခုနှစ်ဧပြီလ26ရက်နေ့မှာတရားဝင်လက်ခံဆောင်ရွက်ခြင်းတွေကိုကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်။တီထွေမှုမိုဘိုင်းကွင်းဥပဒေကိုတော့2024ခုနှစ်ဇွန်လပေါ့နော်တရက်နေ့မှာအာဏာသက်ဝင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မလို့မိုဘိုင်းကွင်းဥပဒေ၄ရက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေကဒါစတင်ပြီးတော့ counter ပေါ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ကိုယ့်ရဲ့မိုဘိုင်းကွင်းကိုဒါမှတ်ပုံတင်ခြင်းအပြင်ပေါ့နော်ဒီမိုဘိုင်းကွင်းနဲ့ပတ်သက်တဲ့အကျိုးတရားတွေကိုကျွန်တော်တို့အပြည့်အဝရရှိခံစားမှာဖြစ်တယ်။မိုဘိုင်းကွင်းချိုးဖောက်မှုတွေကနေတဆင့်လဲကိုယ့်ရဲ့နစ်နာမှုတွေကိုတရားဥပဒေအကြောင်းအရာပေါ့နော်ဒီတောင်းဆိုမှုတွေကိုဆောင်ရွက်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာကျင့်သုံးဆောင်ရွက်နေတဲ့မိုဘိုင်းကွင်းဥပဒေတွေအရအများပြည်သူတွေကသက်ဆိုင်ရာဘာသာရပ်လိုက်ပေါ့နော်ဒီမိုဘိုင်းကွင်းလျှောက်ထားအကာအကွယ်ယူနိုင်ကြပြီဖြစ်ပါကြောင်းကျွန်တော်တို့အသိပေးပြောကြားလိုပါတယ်ရှင်စာပေနဲ့အမှုပညာဆိုတဲ့အတိုင်းပေါ့နော်စာပေနဲ့အမှုပညာလက်ရာတွေကိုဖန်တီးတဲ့သူတွေပေါ့နော်သူတွေကမူလလက်ရာရှင်တွေဖြစ်နေသူကမူပိုင်းခွင့်တင်နိုင်ပါတယ်ပြီးတဲ့အခါမှာသူတို့မူလလက်ရရှင်တွေကနေပြီးတော့ဒီအမွေဆက်ခံခွင့်ပေးတဲ့လူတွေပေါ့နော်နောက်ပြီးတော့စီးပွားရေးဆိုင်ရာအခွင့်အရေးတွေကိုလွှဲပြောင်းပေးတဲ့လူတွေသူတို့ကနေပေးကမ်းခြင်းလှူဒန်းခြင်းပေးလိုက်တဲ့လူတွေအဲ့ဒီလူတွေကလည်းအခွင့်အရေးပိုင်ရှင်တွေဖြစ်ပြီးတော့ဒီမှတ်ပုံတင်နိုင်တာဖြစ်ပါတယ်သူကကျတော့ရေဘူးရအပြင်ပေါ့နော်ဒီမူလလက်ရရှင်တက်ရှိထင်ရှားရှိစဉ်ကာလအပြင်ပေါ့နော်ခွေလွန်ပြီးနောက်250ပေါ့နော် live plus 50လို့ခေါ်ပါတယ်အဲ့လိုရရှိမှာဖြစ်ပါတယ်ရှင်မိုဘိုင်းခွင့်လျှောက်ထားမယ်ဆိုလို့ရှိရင်တော့ online လေးလည်းလျှောက်ထားနိုင်တယ်ပြီးတော့လူကိုယ်တိုင်လည်းလျှောက်ထားနိုင်တယ်ပေါ့နော် online နဲ့လျှောက်ထားမယ်ဆိုလို့ရှိရင်တော့ကျမတို့ CR5 system လို့ခေါ်ပါတယ်အဲဒီကျမတို့ရဲ့ဒီ CR5 ပေါ့နော် ipd.gov.mm ဝင်ရောက်ပြီးတော့လျှောက်ထားနိုင်တယ်လူကိုယ်တိုင်ဆိုလို့ရှိရင်တော့ကျမတို့ရုံးမှန်52ပေါ့နော်စီဝါရေးနဲ့ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမိုဘိုင်းခွင့်ဦးစီးဌာနရုံးမှန်52ပေါ့နော်နေပြည်တော်မှာရှိတဲ့ရုံးပေါ့နော်နောက်ပြီးတော့ရန်ကုန်မှာဆိုလို့ရှိရင်တော့ဘဲတဲ့မြို့နယ်ကမ်းနားလမ်းမှာရှိတဲ့ရုံးခွဲပေါ့နော်မန္တလေးမှာဆိုလို့ရှိရင်လေဒီ35လမ်းနဲ့6364လမ်းကြောင်းမှာရှိတဲ့ဒီမိုဘိုင်းခွင့်ရုံးခွဲတွေမှာလာရောက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်ရှင်စက်မှုဒီဇိုင်းပေါ့နော်ဒီဒီဇိုင်းကိုဖန်တီးတဲ့သူကပဲဖြစ်ပေါ့နော်ဒီဖန်တီးတဲ့လူရဲ့ပေါ့နော်ဒီအမွေတရားဝယ်စက္ကန့်နဲ့ပေါ့နော်လူကပဲဖြစ်အလုပ်ရှင်နဲ့အလုပ်သမားကြားမှာပေါ့နော်ဒီသူတို့ချုပ်ဆိုထားတဲ့သဘောတူစောချက်ဥရအလုပ်ရှင်ကပဲဖြစ်အလုပ်သမားပဲဖြစ်မှတ်ပုံတင်နိုင်ပါတယ်ရှင်ဒီစက်မှုဒီဇိုင်းကိုမှတ်ပုံတင်ထားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီစက်မှုပိုင်ရှင်ရဲ့ခွင့်ပြုချက်မရဘဲနဲ့နော်သူရဲ့စက်မှုဒီဇိုင်းကိုပြုလုပ်ရောင်းချတာတွေတနည်းနောက်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်သူရဲ့ပေါ့နော်ဒီစက်မှုဒီဇိုင်းတွေကိုပြည်တွင်းကိုပေါ့နော်ဒါတင်သွင်းတာတွေဆိုတားမြစ်ပိုင်ခွင့်ရှိပါတယ်ရှင်ဥပဒေရဲ့ရည်ရွယ်ချက်ကစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်တဲ့အတွက်ကြောင့်မလို့ဒီစက်မှုဒီဇိုင်းတစ်ခုရဲ့ပေါ့နော်တန်ဖိုးဟာလည်းအရင်ကြီးများရင်းတာမဟုတ်ပါဘူးရှင်အဲ့ဒါကြောင့်မလို့ဒီစက်မှုဒီဇိုင်းမူပိုင်ခွင့်ကိုပေါ့နော်ဒါအကာအကွယ်ရယူထားခြင်းဖြစ်ပေါ့နော်ဒီလိုအကျိုးအမြတ်များစွာရှိတဲ့အတွက်ကြောင့်မလို့လာရောက်ပြီးတော့မှတ်ပုံတင်စေချင်ပါတယ်ရှင်